တခင်ယေရှုခင်ရှုပြကိုရောကိုချစ်ပါတယ်ဒီနေ့ထာဝရအသက်မိတ်တာရဆိုတဲ့အကြောင်းအရာထဲမှာကျွန်တော်ကရှိဖို့အလို့ငါခရစ်တော်ရဲ့ကိုခန္ဓာတော်ထဲ၌တည်ရှိဖို့လိုအပ်တာဖြစ်ပါတယ်ခရစ်တော်ကိုခန္ဓာတော်ကအတင်းတော်ဖြစ်တယ်အဲ့ဒီတင်းတော်ထဲမှာကျွန်တော်ရှိမှတာလေကျွန်တော်ကစစ်မှန်စွာသောထာဝရအသက်မိတ်တာရထဲ၌ကျွန်တော်ကပြန်လည်စီးဆင်းမှုရောက်နိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီထဲမှာပြောတဲ့ထာဝရအသက်လို့ပြောတယ်အဲ့ဒီထာဝရအသက်ကပါလေထာဝရအသက်ကဘုရားကိုယ်တော်တိုင်ဖြစ်ပါတယ်ဘုရားဖန်ဆင်းတဲ့အထဲမှာအသက်၃မျိုးရှိတယ်ပေါ့နော်အပြင်အသက်ရှိမယ်တိရစ္ဆာန်အသက်ရှိမယ်လူအသက်ရှိမယ်နောက်ပြီးတော့အမြင့်မားဆုံးဖြစ်တဲ့ဘုရားအသက်ပေါ့နော်အဲ့ဒီဘုရားအသက်ကဘာလဲလို့ပြောတာထာဝရအသက်ဖြစ်တယ်ဘာကြောင့်ဒီလိုပြောရလဲလို့ပြောတဲ့အခါမှာဒီအပြင်အသက်တို့နောက်ပြီးတော့တိရစ္ဆာန်အသက်တို့လူအသက်တို့ဆိုသူ့တက်တက်နဲ့တူပေါ့နော်အချိန်တိုင်းတေဆုံးပျောက်ကွယ်သွားတယ်ပျက်စီးသွားတယ်ဒီအကြောင်းအရာကထာဝရအသက်ဆိုတဲ့အကြောင်းအရာကိုမြင်တွေ့ဖို့လို့ကကျွန်တော်တို့ကိုအချိန်အမွေပြထားတဲ့အရာတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ထာဝရအသက်လို့ပြောတဲ့အခါမှာအဲ့ဒါကဘုရားကိုယ်တော်တိုင်ဖြစ်တာဖြစ်ပါတယ်ကျွန်တော်အလွန်ပဲတန်ဖိုးထားမြတ်လို့တဲ့လူအသက်ဒီဟာလဲအချိန်တိုင်းတေဆုံးသွားတဲ့အချိန်တိုင်းသူ update နဲ့သူရှိတယ်ပေါ့နော်အချိန်တိုင်း expire date ပုံသွားမယ်ကျွန်တော်တေဆုံးပစ္စည်းပျောက်ကွယ်သွားမှာဖြစ်ပါတယ်ဒါပေမဲ့ထာဝရအသက်ကတော့ထာဝရဒီရှိနေမှာဖြစ်ပါတယ်ဆိုတော့ဒီထာဝရအသက်ဆိုတဲ့အထင်းနဲ့ကျွန်တော်ကမိတ္တဟာယဆိုတဲ့စကလုံးပေါ့နော်မိတ္တဟာယဆိုပါအပြန်အလှန်ကျွန်တော်ဖျားတဲ့လူနဲ့အပြန်အလှန်ဒီထာဝရအသက်ကိုစီးစင်းနေကိုဖြစ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လူတယောက်နဲ့ကျွန်တော်စကားပြောတဲ့အခါမှာကျွန်တော်သူ့ကိုစကားပြောလို့သူကျွန်တော်ကိုစကားပြန်ပြောတယ်ဒီຢာကမိတ္တဟာယပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဖျားကကျွန်တော်တို့ကိုစကားပြောတယ်ပေါ့နော်ဘယ်လိုစကားပြောလဲဖျားလူစားတိခံခြင်း၌ကျွန်တော်တို့ကိုဖျားဆိုင်ရာဒီထာဝရအသက်ကိုယူဆောင်လာပြီးတော့မှကျွန်တော်သူ့ရဲ့အသေးခံရှင်ပြန်ထမြောက်ခြင်း၌အရှင်တေခံရှင်ပြန်ထမြောက်ပြီးတော့မှကောင်းကင်တို့ပြန်တက်တော်ခြင်း၌လူအသက်ကိုဖျားအသက်ဆိုတဲ့ထာဝရထဲ၌ပြန်လဲပြီးတော့မှမိတ္တဟာယဖွင့်ပေးတာဖြစ်ပါတယ်ဆိုတော့ဖျားအသက်ဆိုတဲ့ထာဝရအသက်နဲ့တူကျွန်တော်အကန့်အသတ်ရှိတဲ့လူအသက်ကိုရိုးနိုးပေါင်းစည်းလိုက်ခြင်းကထာဝရအသက်ထဲ၌မိတ္တဟာယရှိဖို့ရှိစေတာဖြစ်ပါတယ်ဒါကြောင့်ဖျားရဲ့စင်ကြွလာခြင်းဖျားရဲ့လူစားတိခံခြင်းကကျွန်တော်တို့ကိုဒီထာဝရထဲ၌မိတ္တဟာယဖွင့်ဖို့ဖြစ်စေတာဖြစ်ပါတယ်။အိုးတခင်ယေရှုကိုရောကိုချစ်ပါတယ်။ဆိုတော့ဒီထဲမှာတစ်ခုအကြောင်းအရာတစ်ခုပေါ့နော်ခရစ်တော်ကိုခန္ဓာတော်လို့ပြောတဲ့အခါမှာအဲ့ဒီကိုခန္ဓာတော်ပါလေအတင်းတော်ဖြစ်ပါတယ်။အဲ့ဒါကမြန်မာမြင်တွေ့ရလေဆိုလို့ရှိရင်အေဖက်တစ်ငွေ20 23မှာဖတ်ကြည့်လို့ရှိရင်ကျွန်တော်မြင်ရတာဖြစ်ပါတယ်။ဖို့အတင်းတော်ကအလုံးစုံတို့ကိုအလုံးစုံနဲ့ပြည့်စုံစေတော်မူသောခရစ်တော်ရဲ့ကိုခန္ဓာတော်ဖြစ်သည်လို့ပြောတဲ့အတွက်ကြောင့်မလို့အတင်းတော်ဆိုပါလေခရစ်တော်ရဲ့ကိုခန္ဓာတော်ဖြစ်ပါတယ်။ကျွန်တော်တို့ကြားသိနေတဲ့ဒီခရိယန်လောကမှာကြားသိနေရတဲ့ဒီနိချင်းတို့နောက်ပြီးတော့မှ focus pay တို့ AG တို့ presbyterian တို့နောက်ပြီးတော့မှ catholic တို့အမျိုးအများကြီးရှိတယ်ပေါ့နော်ဖွဲ့အစည်းတင်းဖွဲ့တယ်အများကြီးရှိတာဖြစ်ပါတယ်ဒီຢာကအတင်းတော်မဟုတ်ပါဘူးဒီစကားပြောတဲ့အတွက်ကြောင့်မလို့ဒီထဲမှာစားနိုင်တော့နားလည်နိုင်တဲ့ဝိညာဉ်ဖျားပေးပါစေအာမင်ဆိုတော့ဒီနေ့ကျွန်တော်တို့ကဒီအတင်းတော်လို့ပြောတဲ့ခါမှာဆွမ်းနာပြောတဲ့ဒီအဖွဲ့အစည်းတွေမဟုတ်ဘူးねခရစ်တော်ရဲ့ကိုယ်ခန္ဓာတော်ဖြစ်တယ်အဲ့ဒီကိုယ်ခန္ဓာတော်ကဘာလဲအတင်းတော်ဖြစ်တယ်အတင်းတော်ကခရစ်တော်ကိုယ်ခန္ဓာတော်ဖြစ်တယ်ဒီအပြန်အလှန်ပဲဒီထဲမှာနာမည်မရှိဘူးဖျားရဲ့ကိုယ်ခန္ဓာတော်ကအတင်းတော်ဖြစ်တယ်လို့ပြောပါဆိုအတင်းတော်မှာနာမည်မရှိပါဘူးဆိုအတင်းတော်ကခရစ်တော်ကိုယ်ခန္ဓာတော်ဖြစ်တဲ့အတွက်ကြောင့်မလို့ယနေ့ဒီအတင်းတော်တမန်တရားကိုကျွန်တော်စစ်မှန်စွာနားလေပိုင်းခြားသိမြင်တဲ့အခါမှာကျွန်တော်တို့ရဲ့ခရိယန်တယောက်ဖြစ်ရခြင်းရဲ့အတိတ်တွေကပြည့်စုံလာတာဖြစ်ပါတယ်ခရစ်တော်လူစားတိခံခြင်းကလည်းဒီအတွက်ပဲဖြစ်တာဖြစ်ပါတယ်အာမင်ကိုလိုကိုချစ်ပါတယ်ဆိုရင်ယနေ့ကျွန်တော်တို့ကအဲ့လိုထာဝရအသက်ထဲ၌မိတ္တာရရှိဖို့လုံကကိုခန္ဓာတော်ဆိုတဲ့အတင်းတော်ထဲ၌ရှိနေခြင်းရှင်တန်နေခြင်းကကျွန်တော်တို့ကိုတကယ်ပဲဘုရားရဲ့မိတ္တာရထဲ၌ပြန်လာစီစဉ်စေတာဖြစ်ပါတယ်ဘုရားယူဆောင်လာပေးတဲ့ဒီထာဝရအသက်ကိုကျွန်တော်မွေးလေဝမ်းမြောက်တဲ့အခါမှာကျွန်တော်တွေ့ကြုံခံစားတဲ့အခါမှာကျွန်တော်တို့ဒီတကယ်ပဲဘုရားကြီးမှန်းထားတဲ့အကြောင်းအရာတွေမှာဘုရားပန်းတိုင်ထားတဲ့အကြောင်းအရာတွေမှာဝင်ရောက်သွားတာဖြစ်ပါတယ်။အိုးတခင်ယေရှုကိုလိုကိုချစ်ပါတယ်ဆိုဒီထဲမှာပေါ့နော်။တိယောဟန်အခန်းကြီး1အငယ်1မှာဆိုထိုအသက်ဒီထင်ရှားခဲ့ပြီးငါတို့လေးမြင်ရကြပြီခမဲတော်နဲ့အတူရှိဖို့ငါတို့အားထင်ရှားခဲ့ပြီးတော့ထိုထာဝရအသက်ကိုငါတို့ဒီတင်တို့အားတက်တေခံ၍ကြားပြောကြ၏လို့ပြောပါတယ်ဆိုတော့ငါတို့မြင်ဖူးပြီလို့ပြောတယ်ထိုအသက်ဆိုရင်ထာဝရအသက်ကိုငါတို့မြင်ဖူးပြီလို့ပြောတယ်ပြင်မှာမြင်ဖူးရတယ်ကျွန်တော်ကဘုရားရဲ့နှုတ်တော်စကားဖြစ်တဲ့ဒီတမန်ကျမ်းစာတရား၌ကျွန်တော်ဖတ်ရှုလေ့လာခြင်းဖြစ်မြင်ရတာဖြစ်ပါတယ်ဆိုဒီထဲမှာပါဘယ်လိုမြင်ရလဲဆိုယောဟန်ခန်းကြီး1မှာဆိုရှင်ပါငါဘုရားကိုယ်တော်ငါနှုတ်ကပတ်တော်ဖြစ်တယ်ငါဘုရားဖြစ်တယ်ပေါ့နော်နှုတ်ကပတ်တော်ကငါနဲ့အတူရှိတယ်ထိုနှုတ်ကပတ်တော်တွေဘုရားကိုယ်တော်တိုင်ဖြစ်တယ်ဆိုတော့ကျွန်တော်မြင်ရတယ်ပေါ့နော်အငယ်14မှာရောက်သွားတဲ့အခါမှာယောဟန်ခန်းကြီး1အငယ်14မှာရောက်သွားတဲ့အခါမှာထိုနှုတ်ကပတ်တော်တွေလူစားတိခံ၍လို့ပြောပါတယ်ဆိုတော့အဲ့ဒီဘုရားကိုယ်တော်တိုင်လူစားတိခံတယ်ဆိုတော့ဘုရားသခင်စင်ကြွလာခြင်းကထာဝရအသက်ကိုယ်တော်တိုင်စင်ကြွလာခြင်းဖြစ်တဲ့အတွက်ကျွန်တော်ဒီအကြောင်းအရာကိုဘုရားနဲ့လူနဲ့ချိတ်ဆက်ဖို့မိတ္တရာဖွဲ့ဖို့ဖြစ်လေဆိုတာကျွန်တော်ရှင်းရှင်းလင်းလင်းမြင်ရတာဖြစ်ပါတယ်ဆိုတော့ဘုရားစင်ကြွလာခြင်းကကျွန်တော်တို့ကိုဘုရားနဲ့တူမိတ္တရာဖွဲ့နိုင်ဖို့ဖြစ်ပါတယ်။အားကြောင့်ဘုရားစင်ကြွလာတာလေလို့ပြောတဲ့ကောင်ဘုရားစပြီးတော့မှဖန်ဆင်းခဲ့တဲ့လူအာဒါနဲ့လူအေဝါကဒီဘုရားနဲ့မိတ္တရာဖွဲ့တဲ့အကြောင်းအရာကိုပြတ်တောက်စေတဲ့အစိတ်တင်စေတဲ့အရာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီအရာကိုဒီအရာအာဒါနဲ့အေဝါကပြစ်မှားခဲ့တဲ့အကြောင်းအရာကြောင့်ထာဝရအသက်ရဲ့မိတ္တရာနဲ့ကျွန်တော်တို့ကပြတ်တောက်သွားတယ်။ဒါပေမဲ့တကယ်ယေရှုတို့၌ယေရှုခရစ်တော်လူစားတိခံခြင်းဖြစ်ဒီအသက်ဆိုတဲ့အကြောင်းအရာကိုပြန်လည်မှာစားတော့မွေးလို့ဝမ်းမြောက်ဖို့ဘုရားပြင်ဆင်ပေးတာဖြစ်ပါတယ်။ဒီအတွက်ကိုရောကိုချီးမွမ်းပါတယ်။ဟာလေလုယာကိုရောဒီကျွန်တော်ရဲ့စစ်မှန်တော်အသက်ဖြစ်ပါတယ်။ကိုရောဒီကျွန်တော်ရဲ့စစ်မှန်တော်ထာဝရအသက်ဖြစ်ပါတယ်။ဒီထာဝရအသက်ဒီကျွန်တော်ကိုနေစဉ်တိုင်း၌ဘုရားရဲ့မိတ္တရာအထင်း၌ခေါ်ဆောင်ပေးတာဖြစ်ပါတယ်။ဒီမိတ္တရာ၌မွေးလို့ဝမ်းမြောက်ဖို့အပြန်အလှန်စီးဆင်းမွေးလို့ဝမ်းမြောက်ဖို့ဘယ်ထင်း၌ရှိရမလဲ။ခရစ်တော်ရဲ့ကိုယ်ခန္ဓာတော်ဆိုတဲ့အတင်းတော်ထဲ၌ရှိရမှာဖြစ်ပါတယ်ဒီအတင်းတော်ကဆုံးတော့ကျွန်တော်ပြောခဲ့တဲ့ဒီအဖွဲ့အစည်းကိုင်းကနာတွေမဟုတ်ပါဘူးခရစ်တော်ရဲ့ကိုယ်ခန္ဓာတော်ဖြစ်ပါတယ်ကိုယ်ခန္ဓာတော်ကိုကျွန်တော်စစ်မှန်စွာနားလေသဘောပေါက်တဲ့အခါမှာကျွန်တော်တို့ရဲ့နေ့စဉ်ဖတ်နေတဲ့ကျမ်းစာတွေကျွန်တော်နေ့စဉ်ပတ်စင်တိုင်းဖျားဝတ်ပြုကူးကွယ်လုပ်နေတဲ့အကြောင်းအရာတွေကတကယ်ပဲစစ်မှန်လာတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဒီဘယ်အကြောင်းအရာကျွန်တော်ထပ်ပြောချင်လဲလို့ပြောတဲ့အခါမှာကျွန်တော်ခရစ်ယာန်လောကတွေက
ဒီစံစာတအုပ်သေးဖတ်တယ်ဖခင်တဘာတွေပဲကိုးကွယ်ဒါပေမဲ့ဘာကြောင့်ဒီအဖွဲ့အစည်းတွေအများကြီးဖြစ်တာဒီအဖွဲ့အစည်းတွေကလည်းတစ်ဖွဲ့နဲ့တစ်ဖွဲ့ပေါင်းစည်းဖို့အရန်ဖြစ်တယ်ပြောလို့အတင်းတော်နာမည်နဲ့ဘာကြောင့်မို့လို့ပေါင်းစည်းလို့မရလဲဘာကြောင့်လူမျိုးတွေကိုယ်ကုန်လာလဲဘာကြောင့်လဲဖခင်ရဲ့ဖွင့်ပြခြင်းဒီအတင်းတော်ဆိုတဲ့တမန်တရားဖခင်ပန်းတိုင်ထားတဲ့အကြောင်းအရာကိုကျွန်တော်ရှင်းရှင်းလင်းလင်းမမြင်တဲ့အတွက်ကျွန်တော်ကဒီဖခင်ပဲကိုးကွယ်ရင်ဒီစံစာပဲဖတ်တယ်ဒါပေမဲ့ကျွန်တော်မှကိုယ်ပြကိုယ်လွတ်နေကြတာဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့အဲ့လိုကိုယ်ပြကိုယ်လွန်ခြင်းမရှိဘူးခရစ်တော်ရဲ့လူစားတိခံခြင်းကနေစပြီးတော့မှဖခင်ပန်းတိုင်ထားတဲ့အကြောင်းအရာဒီကူခန္ဓာတော်ကအတင်းတော်ဖြစ်တယ်အတင်းတော်ကဂိုင်းကနာမဟုတ်အတင်းတော်ကအဖွဲ့အစည်းမဟုတ်အတင်းတော်ကလူမျိုးဆွေးမဟုတ်ဩဝါဒဆွေးမဟုတ်ဘူးဆိုတဲ့အရာထဲမှာကျွန်တော်တို့ရှင်းရှင်းလင်းလင်းဖခင်ဖွင့်ပြခြင်းတို့ကိုလိုကိုချီးမွမ်းပါတယ်ကိုလိုဒီကျွန်တော်တို့ကိုနေ့စဉ်တိုင်းဒီထာဝရအသက်ရှင်မိတ်ထားရတဲ့၌ရှိစေဖို့လို့ငါကူခန္ဓာတော်ဖြစ်တဲ့အတင်းတော်ထဲ၌နေ့စဉ်စောင့်ထိန်ပေးနေခြင်းတို့ကိုလိုကိုချီးမွမ်းပါတယ်။အိုးသခင်ယေရှုကိုလိုစောင့်ထိန်ခြင်းဂရုဏာတွေယနေ့ကျွန်တော်တို့အပေါ်၌တက်ရောက်နေလို့လည်းချီးမွမ်းပါတယ်။တာရွတာရွကိုလိုဂရုဏာစောင့်ထိန်ခြင်းဒီအတင်းတော်ကူခန္ဓာတော်၌စောင့်ထိန်ခြင်းတာရွရှိစေဖို့ကိုလိုကိုကျွန်တော်တို့လိုအပ်တာဖြစ်ပါတယ်။အာမင်ကိုလိုကိုချစ်ပါ၏